ဒီဟင်းပွဲတွေအကုန်လုံး49,800ဗျာ ဆန်ပါပေါ့ဗျာအီရှာလာဝါလေလက်စီပြူငဲတပိမတာသူ့ဖော်ဝါနီငါနဲ့ချောင်း ကိုရှိတာမှလေဒီအာ ဟောလာစီ49,800ဝါရချာ အီရှာလာဝါလေလက်စီပြူငဲတပိမတာ ရှိတာမှလေဒီအာ ဟောလာစီဟို49,800ကျပ်တဲ့နေပေါ့ဒီဟင်းပွဲပေါင်းမျိုး50ကျော်တွေကနေအခုကျန်တဲ့ရဟင်းပွဲတွေကိုမှစားလို့ရပါ ဟော ရဲ့ ကအမျိုး50လုံးမှလည်းရရနော် ရပါရဲ့ရှင်ဟုတ်ကဲ့မျိုး50လုံးမှစားလို့ မ ရ ကုန်ရော အကောရင်တော့တပွဲချင်းနေရှာချက်လေးပြန်ကောက်ပါလေရှင် ရကုန်တော့မှလိုက်မယ်နော် ဟုတ်ကဲ့ပါရှင် ရညနေထက်အာမနာနဲ့ထက်နော်အာမနာနဲ့နော် ကဲအရန်တန်လို့မိတ်ဆွေတို့မရလိုက်မှာဆိုလို့ information ပြောရင်းနဲ့ပဲစားလိုက်ပါမယ်ဒီနေ့လေစာ buffet promotion ကိုမနက်10:00နာရီကနေနေ့လေ2:00နာရီအထိပဲရမှာပါဟင်းပွဲအမျိုးပေါင်း50ကျော်ဗျာကြိုက်တဲ့လောက်မှာကြိုက်တာမှာ49,800ကျပ်ပါကက်ကလေး9အချိုပေါင်းတစ်ပွဲတည်းနဲ့ဒီကို28,000နဲ့4,000ခွဲကျပေါက်တယ်ဗျာဒီမှာ10ပွဲမှာလည်း49,800ကျပ်ပါတရားကိုကောအောင်တော့စားပေါ့နော်ဘီယာပါအဝတ်ထက်တောက်ချင်တယ်ဆိုရင်1000ကျပ်ထပ်ပေးရုံပါပဲ promotion ကာလကတော့မနေ့ပြန်စပြီးတော့17လပိုင်း30ရက်နေ့အထိပဲရမှာပါတစ်လကြော်ကြော်ရပါတယ်ကျွန်တော်တော့3ရက်လောက်တော့သွားစားပါမယ်ဒီ buffet promotion မဟုတ်ဘဲနဲ့ပုံမှန်ဆိုရင်ဆိုင်မှာတရုတ်အစားအစာတိုင်းရင်းသားရိုးရာအစားအစာတွေ European အစားအစာတွေ Mexican food တွေရပါတယ်ဘီယာကော်တေးပါညာညနေဘားဆိုင်ဖွင့်ကြရတော့9နာရီကနေဧည့်သည်ရှိရရှိဖွင့်ပေးပါတယ် kitchen ဘန်းကတော့12နာရီလောက်ထိရတယ်ပြောတယ် entertainment ပါတဲ့ရက်တွေကဗုဒ္ဓဟူးတောက်ကြစနေတနင်္ဂနွေဒန်ဆာပါပါမယ် Amplac ကတော့ daily ပါတယ်နေ့တိုင်းပါတယ်ဗျာ